မြမြကွဲအပ်သွားအချိန်ယူပြီးစဉ်းစားလာအချိန်ယူပြီးတော့တွေးလိုက်ပါဒီလိုမြမြမမောင်းနဲ့ဒီလိုမြမြမချင်နဲ့ရှင်းရဲ့ကြောင်းလေးလုံးဝမသိပါလားရှင်တောင်းတော့တဲ့ချစ်ကောင်းနေရမှာလားရှင်ဘလို့လူစားလေးရှင်အားဘလို့နှချောင်းလေးတေချာအောင်လေးစောင့်ကြည့်ရအောင်မဲ့ပြေပြေပေါ်စဉ်းစားချင်ပါတယ်ရှင်နှလုံးသားတွေကရေးကြည့်တဲ့ချစ်စကားလွယ်လွယ်ကူကူပြောတာလွယ်လွယ်ရုံနဲ့မလားအချိန်ယူကစဉ်းစားခြင်းသေးတော့ဖြည်းဖြည်းပေါ်စဉ်းစားခြင်းပါတယ်ရှင်ပြည့်ပြည့်